ဟေဘဲဩဝါဒစာခန်းကြီး73ငယ်8မှာပေါ့နော်ဟေဘဲဩဝါဒစာခန်းကြီး73ငယ်8မှာယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလအစဉ်မြဲမပြောင်းမလဲနေတော်မူ၏နော်ပြောင်းလဲခြင်းတွေလည်းအများများပါတယ်အဲ့တော့အမြဲတမ်းမပြောင်းမလဲပဲရှိတာပြောင်းလဲခြင်းပဲပြောင်းလဲခြင်းကအမြဲတမ်းမပြောင်းမလဲရှိနေတယ်ပေါ့နော်အဲ့ပြောင်းလဲသွားတဲ့အပေါ်မှာသူ့ရဲ့ဘေးထွက်ဆိုးကျိုးရှိတယ်ပုတ်တိုင်မှုတွေရှိတယ်ပြောင်းလဲခြင်းမှာဒုက္ခရောက်သွားတယ်ဒီအပြောင်းလဲတစ်ခုမှာအဆင်မပြေဘူးဖြစ်သွားတယ်ဆုံးရှုံးသွားတာပိုခက်ခဲသွားတာအများကြီးရှိတယ်နော်အဲ့တော့ဒီပြောင်းလဲခြင်းရဲ့ဒဏ်ကိုခံနိုင်ဖို့ကကျွန်တော်တို့ကဘာလို့ရွှေစုမှာလားအဲ့တဘောကပစ္စံအများကြီးဗန်ထဲမှာထည့်ထားမလားအချို့ပြောလို့ဘာကင်ထားမှလဲပေါ့ဘာကင်ထားမှချို့လည်းဘာမှကင်ကြအောင်ပြီကိုမိသားစုပဲကိုကင်ထားပဲအဲ့လိုဖြစ်နေတာပေါ့နော်အားလုံးကပြောင်းလဲနေတာလေသိကြတာတခုမှမရှိဘူးလောကကြီးမှာဒီလိုထင်ပေမဲ့တမျိုးဖြစ်သွားတာနော်မှန်းချက်နဲ့နန်းတွေမကြိုက်တာတွေကအများကြီးရှိရနော်တကယ်လုပ်ငန်းအကြီးတွေတော့မဒီဝါလီခံသွားရတယ်သူချိန်သွားတာ ਨੇ ဒီအပြောင်းလဲမှာရာသီဥတုကကိုယ့်ဘက်ကမပိုင်အဲ့ဒါသွားတာဂျွန်းပြစ်တာပဲနော်အဲ့တော့ဒါကြောင့်မလို့လောကီသားတွေတော့ဘာပြောမလဲကန်ချင်မအောင်သူပြန်လှည့်သွားတယ်ကန်ကောင်းဖို့လိုတယ်ကန်ကောင်းမှဖြစ်မယ်တော့ကန်ကောင်းပါစေဘာညာပေါ့ဗျာဒီလိုသွားဒါပေမဲ့ကျွန်တော်တို့ကျတော့ကန်တရားနဲ့သွားတဲ့သူတွေမဟုတ်ဘူးဖျားနဲ့သွားတယ်အသက်ရှင်နဲ့ဖျားနဲ့သွားတဲ့ခါကျတော့ကျွန်တော်တို့ကနော်ဒါကြောင့်ဒီမှာပြောတာမပြောင်းမလဲနော်မပြောင်းမလဲအမြဲအစင်အမြဲရှိတာကပြောင်းလဲခြင်းတရားမဟုတ်ပါဘူးမပြောင်းမလဲအစင်အမြဲရှိတာသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်